အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဝတ်သားနဲ့အာလူအချိုချက်လေးချက်ပြမှာဖြစ်ပါတယ်။ရင်းဆုံးချက်သွန်အဖြူအခွန်ခွာပါမယ်။ပြီးတော့ချက်သွန်အနီအခွန်ခွာမယ်။ပြီးတော့ဝတ်သားမှာမရှိမဖြစ်မပါမဖြစ်လိုအပ်တဲ့ချင်းလေးကိုလည်းချက်တော့ချင်းလေးကိုလည်းပုံပါပါမယ်။အဲဒီပြောင်းလို့တက်စီအောင်လို့စီကြောပါမယ်။ဒါကတော့အာလူလေးပြီးပြီးတော့ထဲမယ်။ရေးဖြစ်ပါလေ။အာလူလေးကိုအခွန်ခွာပြီးတော့အာလူလေးကိုတလုံး6စိတ်ပါမယ်အာလူမမဲသွားအောင်လို့ရေလေးခဏစိတ်ထားမယ်ကဲပြီးတော့အခုခါရတဲ့ချက်တော့ဒီအာဘာလေးပြီးဖြုံပါပါလီဂျင်းလေးလုံးလုံးစီးပြီးတော့ဘလန်နာလေးကိုထည့်ပြီးချိန်ပါမယ်ဆိုရင်တော့အဟိချက်မဲ့အနှစ်ရပါပြီချက်တော့အဖြူအနီချင်းအင်းချက်ဖို့စင်သစ်ဖြစ်နေတဲ့စီစာအချိုမုတ်ပင်ကပြရဲ့နောက်ဒီစိန်ထားတဲ့အာလူစိန်လေးတွေတရားသာနေထားတဲ့စာဆွမ်းတော့အချိုမုတ်နေထားတဲ့ဝတ်သားကျွန်တော်ဒဲအိုးလေးစင်သစ်ဖြစ်နေပါပြီအင်းချက်ဖို့ဆိုရင်တော့ဒဲအိုးလေးကိုပူပေးပါမယ်စီအနေငယ်ထည့်ပါမယ်အရင်အများကြီးထည့်ပါဦးသုံးထားတဲ့ဝတ်သားဝတ်သုံးတက်သားဆိုတော့စီလေးလည်းပါတော့စီပူလာပြီဆိုရင်ကြိတ်ထားတဲ့ဟင်းအနှစ်အစားလေးကိုထည့်ပြီးတော့စီတက်ပါမယ်ဒါတော့ဦးနဲ့ကြိတ်ထားတဲ့ချက်သွန်အနီဖြူချင်းစီပူလာပြီဆိုရင်ကြိတ်ထားတဲ့အနှစ်ကိုထည့်ပြီးစီတက်ပါတော့မယ်ကျွန်တော်ကစီတက်တဲ့နေရာမှာဒီလမ်းလေးတစ်ခုတွေ့ထားတော့ချက်သွန်အနီဖြူကြီးစီတက်ပြီးပါရင်ရေလေးအနှဲငယ်လေးချက်တခါပြန်စီတက်စီလေးပြန်လာဒီအနေငယ်ထက်ချက်ကျွန်တော်တို့အလိုစီတက်နှစ်ခရီးရအောင်တော့အရင်ဆုံးလုပ်လိုက်တာဝတ်သားကိုမထည့်ဘူးပါဘူးရေလေးနဲ့ချက်ပြီးပါရင်ရေလေးခန်းသွားတဲ့စီတက်ဒီလေးနည်းနည်းထပ်ထက်3ခါလောက်အလုံးကြီးစီတက်လိုက်တယ်ပြီးရင်ဘယ်ကပြရဲ့နောက်ပါထည့်လိုက်ထည့်ပြီးစီတက်လိုက်တယ်ဘယ်ကပြရဲ့နောက်ကိုထည့်ပြီးစီတက်ရတယ်အကျိုးကအနံ့ကိုပို့ပြီးတော့မှုေးနေတယ်ဘယ်ကပြရဲ့အနံ့သိပြီးမပြီးတော့ဘူးဒီအောင်လေးနဲ့ပို့လာဒီမှာတရားရှိတရားထည့်နေပါလေဒီရလာလေးကိုပေါ်တယ်ကျွန်တော်တရားမရှိလို့ထည့်တော့ဘူးကတော့ချုံမလေးအင်းနဲ့ထည့်တယ်အင်းစားထည့်တယ်စီလေးပြန်အောင်လို့စီတက်တယ်မွေးလာပြီဆိုရင်ဝတ်သားအရသာနဲ့ထားတာလေးထည့်မယ်ဒီဝတ်သားလေးတွေအကျော်သိမ်းအောင်လို့ဝတ်သားလေးကိုစီတက်ဝတ်သားလေးလည်းနည်းနည်းလေးအကျော်တင်လာပြီစီတက်လို့ရလာပြီဆိုရင်အဲ့ဒါနဲ့ဒီစင်ကြတဲ့အာလူအစိတ်ကလေးတွေထည့်ပါတော့မယ်အာ
ပြီးအစိတ်ကလေးတွေကိုလည်းနည်းနည်းလေးထည့်ပြီးတော့စီတက်လိုက်မယ်။တရားလာပြီးနည်းနည်းလေးပိုးဝင်သွားအောင်။ကျေဆိုရင်ပို့ပြီးစားကောင်းနေတယ်ဆိုရင်တော့အာလူလေးကိုအရသာနဲ့စနစ်မုံလေးပါထည့်ပြီးနည်းနည်းနေထားလိုက်ပြီးကောင်းတယ်။ရေထည့်မယ်။ဝတ်သားနဲ့အာလူလေးရေမြုပ်အောင်လောက်ထည့်မယ်။ထည့်ပြီးတော့ရင်ဖုံးလေးဖုံးမိနစ်25မိနစ်30လောက်တည်ထားလိုက်မယ်အဖို့လုံးဝမဖွင့်ရပါဘူးကဲအခုဆိုရင်တော့ကျွန်တော်ရဲ့ဝတ်သားလေးဒီခန်းပါပြီပေါ့ဒါတော့2ရီမြောက်ပေါ့ကျွန်တော်ဝတ်သားလေး2ရီမြောက်ခံပါပြီစီးရင်းနဲ့ပြန်လာတဲ့ဒီကျွန်တော်ခဏဆောင်တယ်အာလူလေးလေးလေးပြီးနေဝတ်သားလေးရလို့ဆိုရင်တော့စီးရင်းနဲ့ပြန်လာရင်ရပါမယ်ဒီပေးလိုက်ပြီစီးရင်းနဲ့ပြန်လာအာလူလေးရလဲအီလေးဒီဝတ်သားလေးရလဲဝတ်သားလေးရလဲလူခေါင်းလေးရလဲအီဆိုရင်တော့စသုံးဖို့အဆင်သင့်ဖြစ်နေတာပြီဝတ်သားနဲ့အာလူချိုချက်